ကဲအားလုံးပဲမင်္ဂလာပါနော်ဒီကျုံမှာရှိတဲ့ကျွန်တော်ရဲ့တူရီချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျနော်အဲ့တော့ကျွန်တော်တို့နော်တူရီကြောင့်အရှုံးများနေဆိုတဲ့အကူမတွေတူရီကြောင့်ကိုယ့်ရဲ့ရှုံးကြီးကိုပြန်လိုချင်ပါတယ်ဆိုတဲ့အကူမတွေအားလုံးပဲဒီဗီဒီယိုပိုင်းကိုပြီးဆုံးနိုင်အောင်ကြည့်ပေးပါအာမခံနိုင်တဲ့တခုကရဲရဲကြီးအာမခံပေးနိုင်တဲ့တခုကဒီဗီဒီယိုပိုင်းကိုပြီးဆုံးအောင်ကြည့်လို့ကျွန်တော်အကူမတွေအားလုံးပဲနော်အရှုံးမရှိစေရဘူးတခုမဟုတ်တခုတော့ကျွန်တော်မိတ်ဆွေတွေအားလုံးနောက်ဆုံးအဆင့်အသိပညာလေးတခုတော့ရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျနော်အဲ့တော့ဗီဒီယိုဖိုင်ကိုပြီးဆုံးနိုင်အောင်ကြည့်ပေးတူရီကြောင့်တူရီရှုံးနေဆိုပြီးတော့လူတော်များများပြောကြတယ်ပေါ့နော်တူရီဆိုတာကလောင်းကစားဆိုတာရှုံးနိုင်2မျိုးရှိတယ်နော်ဟုတ်ပြီခုဘာကြောင့်ရှုံးလဲရှုံးရှိတယ်ဆိုရင်အနိုင်ကတော့ရှိရမှာပဲဟုတ်တယ်မလားဟုတ်ပြီအဲ့မှာတူရီမှာကျွန်တော်တို့ရှုံးနေဆိုတော့ဘာကြောင့်ရှုံးရတာလဲဆိုတော့ကျွန်တော်တို့မှာရည်ရွယ်ချက်မရှိပန်းနိုင်မရှိနော်ဥပမာနှိမ့်လိုက်ကနန်းထိုးပြီးဒါဟိုလူကလုံးပိုင်နေပေးလိုက်ဒီလူကကီးလေးပေးလိုက်ဟိုလူကဝမ်းချင်းပေးလိုက်ဒီလုံးပိုင်နေနဲ့ဟိုကီးလေးနဲ့ကတ်ထိုးလိုက်ဝမ်းချင်းနေနဲ့ကီးနဲ့ကတ်ထိုးလိုက်နော်လုံးပိုင်နဲ့ဝမ်းချင်းနေနဲ့ကတ်ထိုးလိုက်ဒီလိုပက်လက်ချနော်ပက်လက်ချရိုက်ပြီးတော့ဒီကကျွန်တော်တို့ဒါဆော့လာခဲ့တာပြောမှဆိုရင်ကြက်ကန်းဆွဲသလိုအမှောင်နဲ့ခဲရမ်းပြသလိုဆော့လာခဲ့တာပန်းနိုင်မရှိတော့ရေချက်မရှိတော့ကျွန်တော်ရှုံးဖို့ရခိုင်တော့ကအရမ်းများတယ်အဲ့တော့ကျွန်တော်ဘလို့ထိုးရင်မြတ်မလဲဆိုတော့ကျွန်တော်တို့ဂုတ်စီးတူးဒီမာကထိုးသားရှိမှဓာန်ရှိမှဂုတ်စီးဆိုတာဂျားထဲမှာရှိသေးတယ်နော်အဲ့တော့ဒီဂုတ်စီးတွေရဲ့သဘောတရားအတိုင်းကိုတွားမှရအောင်နော်ဂုတ်စီးတွေသဘောတရားအတိုင်းရိုးလေးပဲသူတို့တင်းနာနေတောက်ကြပြီး9ရက်ကစားရတယ်တင်းနာအင်္ဂါဘောတော့3ရက်စော့ကြည့်တယ်3ရက်စော့ကြည့်တော့သူတို့မြတ်ပြီဆိုရင်ကြံ2ရက်ကိုသူတို့ကမစော့တော့ဘူးပြန်ပြီးတော့အပေါ်တိုင်းကိုတင်ပြီးတယ်ပေါ့နော်ဒီမတ်တန်နဲ့ပဲသူတို့ကစားနေကြတာပေါ့အဲ့တော့ကျွန်တော်တို့အခုလက်ရှိပေါ့ဒီဟိုနေပေါ့ကျွန်တော်တို့တူးရီကမရှုံးမရှင်းထိုးသလိုဖြစ်နေတာနော်နိုင်နဲ့မနာဘူးကျွန်တော်တို့လိုက်ပြီးတော့ဆက်ပြီးတော့ထိုးနေမရှုံးမရှင်းထိုးသလိုပြန်တူးရီဆိုတာမသိမရှင်းထိုးလို့ရတယ်နော်မနက်စနေတနင်္ဂနွေစနေ2ရက်ကလွေတင်းနာနီတောက်ကြနီအချိန်ကြီးเนาะကျွန်တော်တို့ထိုးလို့ရမသိမရှင်းထိုးလို့ရတယ်မရှုံးမရှင်းလဲထိုးမယ်ဆိုရင်လည်းထိုးလို့ရတယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့တစ်ခုကိုတော့ကျွန်တော်တို့ကအဲ့တော့အရှုံးမရှိပဲနဲ့မျက်ကြံအောင်ထိုးမယ်ဆိုရင်ကျွန်တော်တစ်ခုတော့ကင်ပြီးတော့ထိုးမှရမှာကိုကဘာအားတာလဲပတ်တီးအားတာလားလုံးမိုင်ပတ်တီးလုံးမိုင်အားတာလားအခွေအစားတို့မွေးခွေအားတာလားနောက်တစ်ခုကကြတော့ကျွန်တော်မိတ်ဆွေတွေ break one break လို့နောက်ပြီးတော့ neck cut လို့ power လို့เนาะဒါကြိုက်တဲ့ဟာကိုအားတာတဲ့ဟာတစ်ခုခုကိုဒါဇာတုမောင်းပြန်လိုက်သွားမယ်လိုက်သွားပြီးတော့ကိုတတ်မှတ်ထားပါဦးက200အတွင်းထွက်ရမယ် break ပေါ့200အတွင်းထွက်ရမယ် neck cut လို့ power လို့လုံးပိုင်းလို့เนาะအခွေလို့ဒါ300အတွင်းထွက်ရမယ်ခွေလို့ဒီကိုတတ်မှတ်ထားတဲ့ရက်အတွင်းမှာထွက်သွားပြီဆိုရင်ကိုအတွက်အမြက်ကကြံပြီးသွားပြီကြံပြီးဆိုရင်နားလိုက်နောက်တစ်ပတ်ကျရင်နောက်တစ်ပတ်မှာပြန်ထိုးမယ်ပေါ့เนาะအဲ့လိုမျိုးအခုကကျွန်တော်တို့ကအဲ့ဒီပုံစံတိုင်းမသွားဘဲနဲ့ကျွန်တော်ခုနကပြောသလိုကြက်ကန်းဆိုင်လိုက်ဆွဲနေမယ်ဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲရှုံးနေဦးမှာပဲဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကတခုကိုစုပ်ကန်ထားတဲ့အရာတခုခုပေါ့ကိုလိုက်မဲ့ပတ်သီးသွင်းဖို့ဇာတုံးမွေးကွေကတေးကြဖို့တော့လိုအပ်တယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးကိုကျွန်တော်ဒီ live မှာပေါ့ကျွန်တော်ဘသူပဲဝါကိုမှကျွန်တော်ဟိုနေမဖြစ်ဘူးငွေတပြားတစ်ချက်မှကျွန်တော်မတောင်းဘူးကျွန်တော်မိတ်ဆွေတွေအားလုံးရစေခြင်းလို့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒါတင်ပြလိုက်တာဖြစ်တယ်အဲ့တော့ကျွန်တော်ကိုယုံသည်ဖြစ်စေနော်ယုံနေဆိုရင်ပေါ့ဗျာယုံနေဆိုရင်တော့ကျွန်တော်မိတ်ဆွေအားလုံးပဲကျွန်တော်အခုလက်ရှိဒီမှာချပြပေးမယ်ဒီခက်ချက်ကကနန်းကိုကျွန်တော်မိတ်ဆွေတွေဒါထိုးဗျာနော်ဒီကောင်ကဒါ Monday to အင်္ဂါတင်းနေနေကနေဗုဒ္ဓဘူးနေ့ထိပေါ့နော်ဗုဒ္ဓဘူးနေ့ထိထိုးရမယ်ဇာတုံးမွေးခွေ၄လုံးခွေနော်ဇာတုံးမွေးခွေ၄လုံးခွေကိုကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒါတင်းနာနေကနေဗုဒ္ဓဘူးနေ့ထိဇာတုံးမောင်းမြန်မွေးထိုးရမယ်နော်အဲ့တော့ဒီဇာတုံးမွေးကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီကနေတစ်ဆင့်တစ်ခါတည်းကျွန်တော်အကောတစ်ခါတည်းပေါ့ခက်ချစ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြပေးမယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကြိုက်တူတယ်ဆိုရင်ကျွန်တော်မိတ်ဆွေတွေရိုက်ပြီးတာယူပြီးတော့နော်အဲ့တော့ကျွန်တော်တို့ဒီတနင်္လာနေပြီးတော့ဗုဒ္ဓဘူးနေ့အတွင်းမှာကျင်းတီပေါက်တရားရခိုင်လုံးကျင်းတီပေါက်ကြမယ်လုံးဝပြန်ပြီးခက်ချစ်ကဇာတုံးမွေးခွေကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြပေးမယ်အဲ့တော့ကျွန်တော်နဲ့အတူကျွန်တော်ကတော့ဒီတစ်ပတ်မှာတော့တင်းနာနေရနေပြီးတော့ဗုဒ္ဓဘူးနေ့ဒီအခွေကိုမွေးထုံမယ်မျက်ရင်နားမယ်နော်မျက်ရင်နားမယ်
တရားရခိုင်နှုန်းလုံးဝအာမခံဒီခွေကြောက်ကြပြရမယ်ဒီတစ်ပတ်အတွင်းမှာဗိုလ်ဘူးမကြော်အတွင်းမှာတရားရခိုင်နှုန်းကျင်းစီပေါ့ကြောက်ကြပြရမယ်နော်ကဲအဲ့တော့ကျွန်တော်မိတ်ဆွေအားလုံးပဲကျွန်တော်နဲ့အတူတူခဲချစ်ကြမယ်ဗျာနော်ခဲချင်မယ်နော်နှစ်3လို့ပေါ်လာပြီနော်အဲ့တော့ကိုမှစိတ်အားထက်တန်တယ်ကိုကပတ်တီးသုံးပတ်တီးနဲ့အခွေနဲ့ဆိုအခွေကပတ်တီးတဲ့ဆိုင်နည်းနည်းလေးပို့ပြီးတော့ဟိုနေအကွက်နည်းနည်းလေးနဲနည်းနည်းလေးမှနည်းနည်းလေးနဲတယ်နော်အဲ့တော့လေးလုံးခွေကိုသူကအပူးပါနဲ့ထိုးရတာနော်ဒီအကွက်ကလေးလုံးခွေကိုအပူးပါနဲ့ထိုးရကျွန်တော်မိတ်ဆွေတွေတခုရှိသေးတယ်နော် line ပေါ်မှာလုံးဝဘယ်လိုပြောပြရမလဲဆိုတော့ကျွန်တော်တို့လုံးဝတကွက်ကောင်းဆိုင်ဆိုပြီးလိုက်ပြီးတော့အလင်ခံနေတယ်ဆိုလင်ခံနေရတယ်ဆိုတော့အကူမတွေတဲ့ကျွန်တော်ကြုံဘူးတယ်နော်တကွက်ကောင်းဆိုင်တကွက်ကောင်းကွက်ဆိုတာကကျွန်တော်သိရတဲ့လောက်ကတော့ဒီဒုတိလောကမှာကမရှိမဟုတ်ရှိတယ်လို့ကြားဘူးတယ်ဒါပေမဲ့လိုက်ရတဲ့ငွေပမာငွေအမောက်ကထောင်ကနန်းကတ်တယ်ထောင်ကနန်းကတ်တယ်ဆိုတာကစေယံငွေတဘောတရားပဲရှိတယ်နော်ထောင်ကနန်းကတ်တယ်နော်ပေါက်သွားမှသူနောက်ထပ်ပြီးတော့ထောင်ကနန်းဆိုတဲ့နေရာမှာ1000လောက်နဲ့မရဘူး1000ကျော်တယ်2000လောက်ပေးရတယ်ပေါ့နော်ဒါကျွန်တော်ကြားရတဲ့လောက်ကတော့ဒီလောက်ရှိတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲ့ဒီလောက်ငွေမောက်ကြည့်ကြတော့လေကျွန်တော်တို့ပြောမှဆိုရင်ဘဒူးမှာပေါ့တော်တော်များများတော့မလိုက်နိုင်တကယ်လို့လိုက်နိုင်ပြီဆိုရင်တော့ကျွန်တော်တို့ချိတ်ဆက်တော်တော်ကောင်းမှရမှာပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအဲ့ဒီတော့ကောင်းဆိုင်တွေလိုက်တာကြီးနည်းနည်းလေး short ပါသေးခြင်းနဲ့ပေါ့နော်ကဲအဲ့တော့ကျွန်တော်ဒီမှာပေါ့၄လုံးအခွေကျွန်တော်တို့တပြားတစ်ချက်မှပေးကြမလို့ကျွန်တော်ကိုမာတွေရလို့ပေါက်တယ်ဆိုရင်ကျွန်တော်ကြည်လက်တယ်အဲ့တော့ကျွန်တော်တို့ဒီဘော VIP ခက်ချက်ကနေပြီးတော့အခု၄လုံးခွေမှာ2ရ3ရတော့ပေါ်လာပြီအနောက်ကနဲ့ဘာဖြစ်အောင်လဲဆိုတော့ကျွန်တော်နဲ့အတူတူဆက်ပြီးတော့ကြည့်ကြမယ်ဗျာနော်2 3 5နော်3လုံးတော့ပေါ်လာပြီအဲ့တော့နောက်ဆုံးတစ်လုံးကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြမယ်2 3 5နော်2 3 5 8အပူပါထည့်ခွဲရနော်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ2 3 5 8အပူပါခွေပေါ့နော်2 3 5 8အပူပါခွေနော်အဲ့ဒါကကျွန်တော်တို့တနင်္လာနေ့ကနေပြီးတော့ဗုဒ္ဓဘူးနေ့ထီပေါ့နော်3ရက်အတွင်းမှာကျင်းတီပေါက်တရားရကန်တို့အာမခံကျင်းတီပေါက်ထွက်ပြီးရလိမ့်မယ်နော်အဲ့တော့တနင်္လာနေ့ကနေပြီးတော့ဗုဒ္ဓဘူးနေ့အတော်တွင်မှာနော်လုံးဝတရားရကန်တို့ကျင်းတီပေါက်ထွက်ပြီးရမယ်ဆိုတဲ့အခွေကကျွန်တော်တို့2 3 5 8အပူပါခွေပေါ့နော်ဒီ2 3 5 8အပူပါခွေကကျင်းသေးပေါ့တရားခိုင်လုံးအာမခံထွက်ပြီးရလိမ့်မယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ကိုယုံနေဆိုရင်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီကက်ကနန်းကိုကျွန်တော်မိတ်ဆွေတွေအားလုံးပဲလိုက်ပြီးတော့ထိုးသေးကြပါတယ်နော်နေ့တိုင်းကြက်ကန်းဆွဲသလိုကျွန်တော်တို့ဒီပါဝါနက်ခတ်တွေနဲ့ပေါ့နော်လိုက်ပြီးထိုးနေတဲ့မောင်နဲ့ဂရန်ပြစ်နေမယ်အတူတူအခုလိုကျင်းသေးတဲ့ဒီအခွေကိုဇာတုံးမွေးကိုဇာတုံးမောင်းပြန်လိုက်သွားမယ်ဆိုရင်ကျင်းသေးပါအောင်မြင်မှုကရမှာပါနော်ကိုယ့်ရဲ့ရှုံးကြီးကိုတလုံးရဲ့ရှုံးကြီးကိုတပတ်တည်းနဲ့အခြေပြန်ယူခြင်းနဲ့ဆိုတဲ့စိတ်သက်တွေလည်းပြင်ပါနော်တူးရီဆိုတာမသိမချင်းထိုးလို့ရတယ်မနှက်ဖန်ဆိုတာရှိနေတွေ့နော်စနေတုံးကလွဲတော့ဗျာမနှက်ဖန်ဆိုတာရှိနေတွေ့တူးရီကထိုးနေလို့ရတယ်ကဲအဲ့ဒါမှကိုအတွက်အမျက်ဆုံးနဲ့ရပြီအဲ့ဒါမှမကြည်နဲ့နိုင်ဘူးကျွန်တော်တို့ထပ်ပြီးတော့လိုက်ချင်တယ်ငါရှုံးကြီးပြီးရကရှုံးကြီးမကြည်သေးဘူးငါဆက်လိုက်အောင်ပဲဆိုပြီးတော့အဲ့တာဂက်ကြီးထားမယ်အဲ့ဒီမတ်တက်ကြီးထားနေမှာဆိုရင်တော့ရှုံးနေဦးမှာပဲနော်ကဲအဲ့တော့ကျွန်တော်မိတ်ဆွေအားလုံးပဲတူရီ VIP ခက်ချက်ကဆိုရင်ကျွန်တော်တို့အခုလက်ရှိဒီတစ်ပတ်တွင်းမှာတနင်္လာနေ့ကနေတောက်ကြနေလိုက်ရမယ်ကျွန်တော်တို့ဇာတို့မွေးခွေအားဆိုရင်၄လုံးခံ2 3 5 8အပူပါခွေပါအပူပါထည့်ခွေပေးရပါတယ်နော်ကဲအဲ့တော့အားလုံးပဲကံကောင်းကြပါစေကျွန်တော်အမျိုးတွေအားလုံးပဲအကူမတွေအားလုံးပဲနော်ကံကောင်းကြပါစီဗျာကွက်လက်ဖြစ်ကြပါစီဗျာနော်ကဲအားလုံးပဲဘိုင်းရင်ပါကျွန်တော်နောက်ရက်ဒီမှာလည်းဒီတက်ကောင်းတဲ့ကနန်းတွေရတာခဲ့ရင်လည်းကျွန်တော်ထပ်ပြီးတော့တင်ပေးသွားပါမယ် channel ကို subscribe မရသေးဘူးဆိုတဲ့အကူမတွေက channel ကို subscribe လုပ်ပြီးပါ comment မှာမင်္ဂလာပါလေးတွေမှန်သွားပြီပါကိုယ့်ရဲ့ team ယူဆချက်ကလေးတွေကိုလည်းပြန်ပြီးတော့မျှဝေပြီးလို့ရပါတယ်ကျွန်တော် comment မှာနောက်ကျွန်တော်ပြောတဲ့အပေါ်မှာအမှားသုံးတရားတစ်ခုရှိရဲဆိုရင်ပြန်ပြီးတော့လည်းဝေဖန်လို့ရပါတယ်ပြန်ပြီးတော့ထောက်ပြလို့လည်းရပါတယ်ဗျာနော်ကဲအားလုံးပဲပိုင်းပါဗျာနော်နောက်ရကြမှာပြန်ဆုံကြမှာဗျာနော်